အားလုံးပဲမင်္ဂလာပါကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်ကကျွန်တော်ပြောသွားတဲ့ဒီစာအုပ်လေးပေါ်မှာ knowledge sharing video လေးတွေလုပ်ပေးသွားမယ်ဆိုတဲ့အတိုင်းကျွန်တော်ပထမဦးဆုံးဒီ video လေးနဲ့ကျွန်တော် knowledge sharing လုပ်လို့ပါတယ်အဲ့တော့ပထမဦးဆုံးဒီစာအုပ်ထဲမှာပါတဲ့အခန်းကတော့ safety science ပေါ့နော်အဲ့ဒီ safety science မှာပါတဲ့ safety concept safety theory တစ်ခုချင်းစီကိုတော့ကျွန်တော်အသေးစိတ်ပြောသွားမှာမဟုတ်ဘူးအဲ့ဒါလေး intro လုပ်ပြီးတော့သူ့ရဲ့ concept ကိုတော့ကျွန်တော်အတတ်နိုင်ဆုံးပြပြဝဖြစ်အောင်ကျွန်တော်စူးစမ်းပြီးတော့ပြောသွားပေးပါမယ်ကျွန်တော်ရဲ့ဒီ presentation လေးကကျွန်တော်ဒီလို presentation လေးလုပ်ထားပါတယ်အဲ့တော့ဒီ presentation လေးကိုကျွန်တော်မစခင်မှာ disclaimer လေးကျွန်တော်ပြောချင်ပါတယ်ဒီအခု knowledge sharing လုပ်မဲ့ဒီ video ထဲမှာပြောမဲ့အကြောင်းအရာတွေကျွန်တော်ရဲ့လုပ်ငန်းအတွေ့အကြုံနဲ့ဆက်ဆက်ပြီးတော့ဒီဟာတွေအကုန်လုံးပြောမဲ့ကိစ္စတွေဒီကျွန်တော်မြည်သူတဦးတယောက်ကိုမှမြည်သည့်အဖွဲ့အစည်းတစ်ခုကိုမျှပုတ်ခတ်လို့ခြင်းဒီ fame လုပ်လို့တဲ့ဆန္ဒเนาะတိုက်ခိုက်လို့တဲ့ဆန္ဒဇုံတရားမရှိပါကြောင်းကျွန်တော်ဒီမှာ declare လုပ်လို့ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီ presentation လေးကိုကျွန်တော်ဆက်သွားပါမယ်ဒီ safety science ကကျွန်တော်တို့ safety professional safety practitioner တွေအားလုံးသိထားသင့်တယ်ပေါ့နော်သူရဲ့ concept theory တစ်ခုချင်းစီကိုသိထားသင့်တယ်ဆိုပြီးတော့ဒီစာအုပ်ထဲမှာပြောထားပါတယ်ဘာအတွက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ safety သမားတွေအနေနဲ့ကျွန်တော်တို့ရဲ့လုပ်ငန်းခွင်ထဲမှာထိထိရောက်နဲ့ကိုယ့်ရဲ့အလုပ်တာဝန်တွေကိုဆောင်ရွက်နိုင်ဖို့ဆိုရင်ဒီ concept တွေဒီ theory တွေကနေပြီးတော့ကျွန်တော်တို့ကို idea တွေနောက်ပြီးတော့ကျွန်တော်တို့ဒီဟာလုပ်ငန်းခွင်ထဲမှာတကယ်ပြန်ပြီးအသုံးချလို့ရမယ်ဒီဟောပါတော့ဟို theory တွေဒီဟာတွေကိုကျွန်တော်တို့သိထားဖို့လိုအပ်ပါတယ်အဲ့တော့ဒီ concept တွေကိုကျွန်တော်ကတော့ဒီမှာသဘောတရားတွေကိုကျွန်တော်ပြောသွားမယ်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ဒီခုဒီ video လေးကိုကြည့်နေတဲ့ safety ညီကိုမောင်နှမတွေအကုန်လုံးကဒီ concept တစ်ခုချင်းစီ theory တစ်ခုချင်းစီကိုအခြေတုံးဝင်ကိုယ့်အနေကို self study လုပ်ဖို့အတွက်ကျွန်တော်တိုက်တွန်းလိုက်ပါတယ်ပထမအဆုံးတစ်ခုကတော့ကျွန်တော်တို့ဒီ safety လောကမှာပေါ်ပေါက်ခဲ့တာ scientific management ပေါ့နော်တော်တော်များလဲကြားဘူးကြားပါလိမ့်မယ်အဲ့ဒါတော့1911ခုနှစ်လောက်ကကျွန်တော်တို့ Frederick Winslow Taylor ဆိုတဲ့သူကနေပြီးတော့ကျွန်တော်တို့ဒီ theory လေးစပြီးတော့ဖြစ်ပေါ်လာတာပါအဲ့တော့ကျွန်တော်တို့ဒီ theory ရဲ့ concept အဓိကရည်ရွယ်ကဘာလဲဆိုလို့ရှိရင် main concept ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ organization တစ်ခုရဲ့ဒီ safety performance ကိုပေါ့နော်သူ့မှာဖြစ်ခဲ့တဲ့ accident တွေကိုတည်တည်ချာချာလေ့လာပြီးတော့လေ့လာရဲဆိုတဲ့နေရာမှာကျွန်တော်တို့ကဟို formal investigation တွေရှိမယ်နောက်ပြီးတော့ root cause analysis တွေရှိမယ်ဒါမျိုးတွေပေါ့နော်တည်တည်ချာချာလုပ်ပြီးလေ့လာခြင်းအပြင်เนาะကျွန်တော်တို့ဒီနောက်တစ်ခါဒါမျိုးအလားတူ accident မျိုးမဖြစ်အောင်ဆိုလိုတာကကျွန်တော်တို့ safety performance ကို in future မှာကောင်းတဲ့ကောင်းလာအောင်လုပ်လို့ရတယ်ဆိုတဲ့ဟာလေးပေါ့နော်ဒါကတော့ပထမအောင်ဆုံးစပြီးတော့ theory တစ်ခုအနေနဲ့စပြီးတော့ထွက်လာတာပါ scientific management လို့ခေါ်တယ်1911ခုနှစ်ကပေါ့နော်နောက်ပိုင်းမှာဗာထွက်လာလဲဆိုလို့ရှိရင်1930လောက်မှာ behavior based safety ပေါ့ BBS ပေါ့နော်အဲ့ဒီဟာလေးကျွန်တော်တို့ထွက်လာတယ်behavior based safety ကတော့ကျွန်တော်တို့အားလုံးသိကြမယ်ဒီပုံထဲမှာပြထားတဲ့သူကကျွန်တော်တို့ safety သမားတော်တော်များများသိပါတယ်เนาะ Herbert William Heinrich လို့ခေါ်တယ်ကျွန်တော်တို့ Heinrich theory ဆိုတဲ့ဟာလေးเนาะကျွန်တော်တို့Heinrich theory မှာကျွန်တော်တို့ accident triangle တွေရှိတယ်เนาะ accident triangle ဒီမှာအောက်ဆုံးကကြတော့ကျွန်တော်တို့ near miss တွေnear miss တွေများလာတဲ့အမျှကျွန်တော်တို့ဘာပေါ့နော် minor accident တွေများလာမယ်ပြီးလို့ရှိရင်အဲဒီနောက်မှာ major accident တွေလိုက်လာမယ်ဆိုတဲ့ဟာလေးပေါ့နော်အဲဒီ theory တွေထုတ်ခဲ့တဲ့သူပေါ့နောက်တစ်ခုကကြတော့ခုနကျွန်တော်ရှင်းပြခဲ့သလိုပဲဒီ minor accident major injuries ပေါ့နော်အဲ့ဒီဟာတွေရဲ့ relationship ဒီဟာတွေကိုပြောခဲ့တဲ့ပုံကိုပေါ့နော်သူကနေပြီးတော့ပေါက်ဖွာလာတဲ့ဒီ behavior based safety ပေါ့သူကပဲနောက် domino theory of accident causation ပေါ့ကျွန်တော်တို့ single accident တစ်ခုဖြစ်မယ်ဆိုလို့ရှိရင်သူ့မှာဖြစ်ဒီ accident ကိုဖြစ်စေတဲ့
ဗာလေအကြောင်းတရားတွေပေါ့နော်စင်ငယ်ရှိတယ်ဆိုတဲ့ theory ကိုလည်းသူပဲဖော်ထုတ်ခဲ့တာပါပေါ့နော်သူအဓိကဒီ behavior based safety ပေါ်လာတာကတော့သူ့ရဲ့ယူဆချက်တွေကတစ်ခုဖြစ်တဲ့accident တော်တော်များများက unsafe act ကြောင့်ဖြစ်တာဆိုတဲ့ဟာပေါ့နော်တချို့ကပြောတယ်ကျွန်တော်တို့ 88% of accidents are caused by unsafe acts ပေါ့နော်တချို့စာအုပ်တွေထဲမှာဆိုလို့ရှိရင်95% လို့တော့မှကျွန်တော်တို့ပြောတယ်အဲ့တော့ဒီ percentage နဲ့ဆက်နွယ်ပြီးတော့ကျွန်တော်တို့က accident တော်တော်များများကို short ချခြင်းတယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအန္တရာယ်ဖြစ်စေနိုင်တဲ့လူကနေပြုလုပ်တဲ့အပြုမှုတွေပေါ့နော် unsafe act တွေကို short ချလို့ရှိရင်accident တော်တော်များများကို short ချနိုင်ပါတယ်ဆိုတဲ့ theory ဖြစ်လာတာပေါ့နော်အဲ့တော့ကျွန်တော်တို့ aviation sector တွေမှာဆိုလို့ရှိရင်လေတကယ်ကို percentage တော်တော်များများကသူ့ရဲ့ accident record တွေကိုပြန်ကြည့်လိုက်လို့ရှိရင်ဒီ aviation accident တွေမှာmajority of accidents due to pilot error ပေါ့နော်ကျွန်တော်တို့ဒီလေယာဉ်မောင်းတဲ့သူရဲ့အမှားကြောင့်ဖြစ်တယ်ဆိုတဲ့ဟာမျိုးတွေတွေ့ခဲ့ရတာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီ behavior လူသားနဲ့ဆက်နေတဲ့ဒီ human related behavior တွေကို unsafe action တွေကိုအဓိကထားပြီးတော့ဖြေရှင်းမယ်ဆိုလို့ရှိရင် accident တော်တော်များများကိုကျွန်တော်တို့ကင်တွယ်ဖြေရှင်းပြီးတော့ accident မဖြစ်အောင်ဟန်တားနိုင်တယ်ဆိုတဲ့ယူဆချက်ကလေးတွေစပြီးတော့ဖြစ်လာတာပေါ့အဲ့တော့အဲ့ဒီကနေပြီးတော့1980 1990လောက်မှာကျွန်တော် behavioral based safety ဆိုတဲ့ဟာပေါ့နော်ကျွန်တော်တို့ safe behavior တွေကိုဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့က award တွေပေးမယ် recognize လုပ်မယ် unsafe behavior တွေကိုလိုအပ်တဲ့အခါမျိုးမှာကျွန်တော်တို့ disciplinary action တွေယူမယ်ပေါ့နော်ဒါဒီလို approach လုပ်ပြီးတော့ဒီ organization တစ်ခုရဲ့ safety performance ကိုမြင့်လာအောင်မြင့်ပြီးလို့ရပါတယ်ပေါ့နော်ဒါကကြတော့ကျွန်တော်တို့ behavior based safety concept ပါနောက်တစ်ခုကကြတော့ကျွန်တော်တို့ accident proneness ပေါ့ accident proneness ကတော့1920 1930လောက်မှာပေါ်ပေါက်လာတယ်အဓိကသူပြောချင်တာကသူ့ရဲ့အဓိက concept ကတယောက်နဲ့တယောက်ဒီ performance ရှင်တယောက်ရဲ့လူတဦးနဲ့တဦး capability တွေစွမ်းဆောင်နိုင်တဲ့စွမ်းအားတွေနောက်ပြီးတော့လှုပ်ဆောင်နိုင်တဲ့အင်အားတွေမတူတဲ့အတွက်ကြောင့်မို့လို့တချို့တွေကဆိုလို့ရှိရင် accident ဖြစ်နိုင်ခြေပိုပြီးတော့များတဲ့သူတွေပါတဲ့အဲ့ဟိုပြောချင်တာကတော့ individual factor ဆိုပြောချင်တာပေါ့နော်အဲ့ individual factors တွေကဘာလဲဆိုလို့ရှိရင်တယောက်နဲ့တယောက်ကျွန်တော်တို့ပင်ပန်းတဲ့ဓာတ်ကိုခံနိုင်ရည်ချင်းမတူကြဘူးကျွန်တော်ကနည်းနည်းလေးလုပ်ပြီးတော့များများပင်ပန်းတာမျိုးဖြစ်တတ်တဲ့သူမျိုးလည်းဖြစ်နိုင်တယ်တခြားလူနဲ့ရှင်လို့ရှိရင်ကျွန်တော်ကပင်ပန်းလွယ်တယ်နော်ပင်ပန်းနွမ်းလျလွယ်ဒါဆိုလို့ရှိရင်ပင်ပန်းတာနဲ့အမျှကျွန်တော် decision making လုပ်တဲ့နေရာမှာ error တွေပါလာမယ်ကျွန်တော် accident ဖြစ်နိုင်ကြီးကျွန်တော်ကပုံများတဲ့သူမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါမျိုး individual factors တွေကဘာတွေရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့ attention ပေါ့နော်သူများနဲ့ရှင်လို့ရှိရင်ကိုက attentive လုပ်နိုင်တာလုပ်ငန်းထဲမှာအာရုံစူးစိုက်နိုင်တာအားနေတဲ့သူမျိုးသူတို့တွေကပို့ပြီးတော့အန္တရာယ်ဖြစ်နိုင်တယ် accident ဖြစ်နိုင်ကြီးပုံများတယ်နောက်ပြီးတော့အများနဲ့ရှင်လို့ရှိရင်သူကမှတကယ်ရှက်ပြเนาะကျွန်တော်တို့နမောမဲ့လုံနိုင်တဲ့လူမျိုးဒါမျိုးတွေကတတ်ရှိတာကိုဒီလိုလူမျိုးဆိုလို့ရှိရင်လည်း accident ဖြစ်နိုင်ကြီးပုံများမယ်နောက်ပြီးတော့တချို့ဆိုလို့ရှိရင်သူများထက်ကိုပို့ပြီးတော့စီးမြင်စည်းကမ်းလေးကိုချိုးဖောက်လိုက်ရမှာเนาะဒါ violate လုပ်တာပေါ့เนาะအဲ့လိုလူမျိုးကလည်းတတ်ရှိတာကိုရှိတဲ့ခါကျတော့အဲ့လိုလူမျိုးတွေဆိုလို့ရှိရင် accident ဖြစ်နိုင်မှုအတွက်ပို့ပြီးတော့များမယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီ accident proneness ဆိုတဲ့ဒီ theory ကနေပြီးတော့လုပ်ငန်းဝင်တွေထဲမှာ organization တွေတော်တော်များများဘာဖြစ်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့ safety communication campaign တွေကျွန်တော်တို့တော်တော်များလုပ်ကြတယ်လी safety campaign ဆိုတဲ့ဟာတွေပေါ့เนาะအဲ့ဒီ safety campaign တွေကကျွန်တော်တို့ဒီလုပ်ငန်းဝင်တွေထဲမှာစပြီးတော့ဖြစ်လာတာပေါ့เนาะအဓိကကတော့သူ့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ safety campaign လုပ်မယ်အများကလက်ခံထားတဲ့ safe behavior တွေကိုကျွန်တော်တို့ကကြံတဲ့သူတွေမပါလာသေးတဲ့သူတွေဆိုလိုတာက accident proneness ဖြစ်နေတဲ့သူတွေကပါလက်ခံလာပြီးတော့အများနဲ့တယောက်ပေါ့เนาะကျွန်တော်တို့သူသဘောကျသည်ဖြစ်စေသဘောမကျသည်ဖြစ်စေလိုက်ပြီးတော့အများကဲ့သို့စီမီစီကန်းတွေကိုလိုက်နာလာအောင်ချမှတ်ထားတဲ့ safety rules and regulation တွေကိုလိုက်နာလာအောင်အကောင့်ထဲပေါ်အောင်လုပ်တဲ့ campaign တွေပေါ့နော်အဲ့ဒီ safety campaign ဆိုတဲ့ HSC campaign ဆိုတဲ့ဟာတွေက
ဒီ accident proneness ဆိုတဲ့နေရာကနေပြီးတော့စပြီးတော့ဖြစ်လာတာပါเนาะအဲ့တော့ကျွန်တော်ဒီနေ့အခုဒီဗီဒီယိုလေးမှာပြောသွားတာကတော့၃ခုပေါ့เนาะပထမဆုံးတစ်ခုက scientific management နောက်တစ်ခုက behavior based safety နောက်တစ်ခုက accident proneness ဆိုတဲ့ theory တွေဖြစ်ပါတယ်နောက် theory တွေကိုလာမယ့်ဗီဒီယိုလေးမှာဆက်ပြီးတော့ sharing လုပ်ပေးသွားပါမယ်ခင်ဗျကျေးဇူးတင်ပါတယ်